3D ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗျာတပတ်ပြီးတပတ်လွှဲနေတာတဲ့ဟုတ်မတဲ့နိုင်ဒီတပတ်လဲကျွန်တော်တို့နောက်ဆုံးကြည့်လိုက်တဲ့ဒီ6ထိပ်ဆိုရင်တော်တော်လေးကိုကောင်းတာနော်6ထိပ်ဥခွာလည်းဖြစ်ရမယ်နောက်ဒီ14ပရိတ်မထွက်တာတော်တော်ညံ့လာသွားတယ်ပေါ့ဗျာနော်မိတ်ဆွေတို့တဲ့လဲတဲ့နေမှာလဲကနကံမလိုက်တာတော့ကျွန်တော်လည်းမတက်နိုင်ဘူးဗျာကဲအဲ့လွှဲတာတွေကိုထားပြန်မပေါင်ချင်းကြိုးစားပေးနေရမှာတော့ကျွန်တော်ရဲ့တောင်းပဲအဲ့ကြတော့အခုဒီ site လေးက2025အကြိမ်20အတွက်ပထမဆုံးတင်တဲ့ site လေးပေါ့ဗျာနော်ကျွန်တော်တို့ဒီ902နှစ်မှာ9ပရိတ်2ခါကြာရမယ်ဆိုတဲ့မှုရှိရလေနော်အခု9ပရိတ်ကတစ်ခါကြာပြီးပြီဒုတိယ9ပရိတ်ကိုကျွန်တော်တို့ဒီအကြိမ်20မှာကြာဖို့အားကောင်းတယ်ပေါ့ဗျာနော်အဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ကဲအဲ့ကြတော့1985ကိုစကြည့်လိုက်1985ခုနှစ်မှာပထမဆုံး9ပရိတ်ကဘယ်မှာကြာတော့ဆိုတော့ဒီမှာ8ကြိမ်မှာလာကြာ3996ဒီ9ပရိတ်ကြာတဲ့အကြောင်းရင်းက82ခုနှစ်မှာ3ပရိတ်ကိုစကြာတဲ့အချိန်3ပရိတ်ကိုစကြာတဲ့အချိန်နော်အပေါ်မှာမကြာဘူး3ပရိတ်လို့စကြပြီဆိုတာနဲ့သူ့ရဲ့အောက်ကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာဒီ85ခုနှစ်ရဲ့ပထမဆုံး9ပရိတ်ကြာတယ်။နောက်တစ်ခါဒုတိယ9ပရိတ်ပဲအချိန်မှာလိုက်တော့ဒီပထမဆုံး9ပရိတ်ကိုကျွန်တော်ဒီမော်ရောင်လေးနဲ့ကျွန်တော်ဝိုင်းပေးထားတယ်နော်။ဒုတိယ9ပရိတ်ကြည့်အောင်ဒုတိယ9ပရိတ်ဒုတိယ9ပရိတ်ကိုကျွန်တော်ဒီမှာပန်းရောင်လေးနဲ့ပြပေးထားတယ်နော်။ဒီဒုတိယ9ပရိတ်ကြာတော့မယ်ဆိုရင်လည်းသူ့ရဲ့ဘေးကနေတစ်ပင်3ပင်ဆင်းလိုက်ရင်ဒီမှာ8တလုံးအမြဲရှိတယ်။သူ့ရဲ့ပုံမှာဒီမှာကတော့9ရှိတယ်နော်။တိုင်ပင်ကတစ်လှည့်စီသွားတာနော်။ဒီမှာ8တလုံးရှိတယ်အပေါ်မှာ9တလုံးရှိတယ်။နောက်ဒီ816ရဲ့တပင်ကျော်ကဒီ406ဆိုတဲ့ကီးဟာဒီဒုတိယ9ပရိတ်မှာဒီ406ကီးပါရမယ်။အများဆုံးပါလာတော့ဒီနောက်ပိတ်ပဲနော်။ဒီဒုတိယ9ပရိတ်မှာဟာဒီ6ပါတော့9ပရိတ်ဖြစ်ရမယ်နော်။အဲ့ဒါဒီ85ခုနှစ်ရဲ့9ပရိတ်နှစ်ခုကြာတဲ့ကိစ္စပြီးသွားပြီနော်။ပထမဆုံး9ပရိတ်ကဒီကောင်ဘာဖြစ်လို့ထွက်တော့ဒီဘက်မှာပထမဆုံး3ပရိတ်ဖြစ်တဲ့အတွက်3နဲ့5နဲ့လာတန်းတယ်နော်။ဒုတိယ9ပရိတ်ကကြာတော့ဒီမှာနော်ဒီ22ကြိမ်မှာလာထွက်တယ်သူ့ရဲ့ဘေးကနေတပင်3ပင်ဆင်းလိုက်ရင်ဒီမှာ8တလုံးရှိတယ်အပေါ်မှာ9တလုံးရှိတယ်ဒီ15ပရိတ်ရဲ့ဒီပန်းရောင်15ပရိတ်ရဲ့တစ်နှစ်ကျော်ဒီနောက်ပိတ်6ကဒီမှာ6လို့ပါပြီးမှဒုတိယ9ပရိတ်အဖြစ်ဒီမှာလာပြီးတော့ထွက်ပြီးရမယ်နော်နောက်85ပြီးတော့75ခုနှစ်75ခုနှစ်မှာဒီမှာပထမဆုံးထွက်တော့9ပရိတ်အဲ့ဒီပထမဆုံးထွက်တော့9ပရိတ်ကကျတော့ဆောင်းလာလို့3ပရိတ်နဲ့မှုတော့သူကကျတော့ဒီပြပုတ်ကနန်းအနေနဲ့ပြန်ကြရမယ်71ခုနှစ်ရဲ့71ခုနှစ်တည်းကထွက်ထားတဲ့9ပရိတ်တစ်ခုက75ခုနှစ်မှာပြန်ပို့ကနန်းအနေနဲ့ပထမဆုံး9ပရိတ်အနေနဲ့ထွက်ရမယ်နော်။ပြဘယ်လိုထွက်တော့ဆိုတော့ဒီ71ခုနှစ်မှာပြန်ပို့ကနန်း9ပရိတ်က438မရဘူး9နှစ်လေးနော်ဒီ9နှစ်လေးကိုယူရတဲ့အကြောင်းရင်းရွေးရတဲ့အကြောင်းရင်းဒီ9နှစ်လေးယူရတဲ့သက်သေပြချက်ကဘာလို့ဆိုတော့ဒါလေးပဲဗျ။3ထိပ်နဲ့10ပိတ်နဲ့ကြာထားတယ်။3ထိပ်10ပိတ်ကြာပြီးတော့မှဒီမှာ9တလုံးတစ်နှစ်ကျော်မှာ10တလုံးအဲ့လို9နဲ့10နဲ့ပြန်ခွာပြီးတာနော်။ဒီမှာ38တောင်းထိုးထားတယ်။သူ့ရဲ့ဘေးမှာ9တလုံးဒီမှာ10တလုံးအဲ့လို9နဲ့10နဲ့ပြန်ခွာပြီးအဲ့ကြတော့ဒီ38ရဲ့ဇောင်းက9နှစ်လေးဆိုတော့15ပရိတ်ဒီ75ခုနှစ်ရဲ့ပထမဆုံးပရိတ်လီမော်ရောင်ပထမဆုံးပရိတ်ဖြစ်ကြဒီ15ပရိတ်ရဲ့ကြတော့မှာဆိုရင်သူ့ရဲ့ဘေးမှာ15ပရိတ်ရဲ့ဘေးမှာဒီ8နဲ့3နဲ့တန်းပေးထားတယ်နော်8ရဲ့3နဲ့တန်းပေးထားတယ်8တလုံး3နဲ့တလုံးပေါ့ဗျာနော်ဒီမှာ8ပါမယ်အပေါ်မှာ8အောက်မှာပေါ့ဗျာသူ့ရဲ့ဘေးမှာ15ပရိတ်ဒုတိယ9ပရိတ်ကဒီမှာပဲဆက်ပြီးထွက်တယ်ဗျာနော်အဲ့ကြတော့ဒုတိယ9ပရိတ်ကဘယ်လိုလုံးဆိုတော့ဒုတိယ9ပရိတ်ပန်းရောင်ထွက်တော့မယ်ဆိုရင်သူ့ရဲ့ဘေးမှာတပင်3ပင်ဆင်းရင်8တလုံးနော်ဆောင်းလာဒီမှာ9တလုံးရှိရနော်အခုဒီမှာကျတော့8တလုံးအပေါ်မှာအပူအဲ့ဒီအပူကအပေါ်ကနန်းရဲ့နက်ခတ်ပြရမယ်ဒီမှာ318ဆိုတော့ဒီ3ရဲ့နက်ခတ်9လာပူတယ်ပူပြီးတော့မှ8ရှိတယ်အဲ့8ကတပင်3ပင်ရဲ့ဘေးမှာဒုတိယ9ပရိတ်ထွက်တယ်အဲ့ဒီအချိန်မှာတဲ့ဒီ3908ရဲ့တစ်နှစ်ကျော်အပိတ်ဒီနောက်ပိတ်8ကဒီနေရာမှာပါရမယ်ဒုတိယ9ပရိတ်လို့ကြာတာ ਨੇ အဲ့ဒီ8ပါဆိုတော့ဒုတိယ9ပရိတ်ဖြစ်ရမယ်နော်ဒါ85နဲ့75ခုနှစ်မှာထွက်တဲ့9ပရိတ်နှစ်ခုပြီးရောနော်ဒါလီမော်ရဲ့ပန်းရဲ့အဲ့ဒါပြီးတော့95ကိုသွားကြည့်ရအောင်95ခုနှစ်မှာလည်းအဲ့လိုပဲပထမဆုံး9ပရိတ်ကြည့်အောင်95ခုနှစ်မှာပထမဆုံး9ပရိတ်ဒီမှာ122ဒီဘာလို့ထွက်တုံးဆိုတော့ဆောနာလိုပဲဒီ3ပရိတ်ကြောင်လေနော်92ခုနှစ်မှာ3ပရိတ်နော်92ခုနှစ်မှာဒီမှာ3ပရိတ်ထွက်အဲ့လို3ပရိတ်တို့စထွက်လို့သူ့ရဲ့အောက်ကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာပထမဆုံးလီမော်ရောင်9ပရိတ်စထွက်အဲ့လိုထွက်ပြီးရင်ဒုတိယ9ပရိတ်ကဘယ်ချိန်မှာလိုက်တုံးဆိုတော့ဒုတိယ9ပရိတ်ကဒီပန်းရောင်ပေါ့ဗျာနော်396ကိုအဲ့ဒီ9ပရိတ်ကသူ့ရဲ့ဘေးကနေတပင်2ပင်3ပင်ဆင်းလိုက်ပြီး8တလုံးမြဲရှိတယ်နော်8တလုံးမြဲရှိတယ်သူ့ရဲ့ပုံမှာပထမတိုင်ပဲပြဖြစ်သွားပြီ8တလုံးပုံမှာ9တလုံးဟုတ်တယ်နော်ပြီးရင်ဒီပန်းရောင်9ပရိတ်ကတစ်နှစ်ကျော်လိုက်အဲ့ဒီနောက်ပိတ်ကအမြဲပါတယ်ဒုတိယ9ပရိတ်ပေါ့ဗျာနော်ဒုတိယ9ပရိတ်ထွက်မယ်ဆိုဟာဒီ3ညာဒီကိုပြန်ပါမယ်ဟုတ်ပြီနော်ဆောင်းလာ800အတိုင်းပဲဒီ3ညာခု8တုံးကလည်းဒုတိယ9ပရိတ်ဒီ8ကဒီကိုပြန်ပါတယ်နော်ပထမဒီမှာ8တိ6တုံးကလည်းဒီ6ကဒီကိုပြန်ပါတယ်ဟုတ်ပြီနော်ဒါ95ခုနှစ်ပြီးပါပြီနော်
95ခုနဲ့ဒါပထမဒီမောရောင်5ပရိတ်ဒါဒုတိယပန်းရောင်5ပရိတ်အဲ့ဒါပြီးရင်2005ကိုတော့2005မှာကျတော့ပထမဆုံးထွက်တော့5ပရိတ်ဒီကောင်မဲအဲ့ကောင်ကသောနာလိုပဲဒီတစ်ခုနှစ်တည်းမှာထွက်တဲ့5ပရိတ်က2005ခုနှစ်မှာပထမဆုံးထွက်တော့5ပရိတ်ဖြစ်ပြန်ပို့ရမယ်နော်ဟုတ်ပြီတစ်ခုနှစ်မှာဒီ93ခုကိုပို့သွားတယ်ဘာလို့ပို့သွားတော့ဆိုဟိုဘက်ကပုံစံတိုင်းပဲ38 3ထိပ်10ပိတ်လို့ထိုးထားတယ်ပြီးရင်ဒီမဲ့9နော်တနည်းကျော်58လို့ခွာတာနော်38 58လို့ခွာတယ်ပြီးတော့မှအဲ့ဒီ93ခုလို့တဲ့ကောင်က2005ခုနှစ်မှာ2005ခုနှစ်ရဲ့ပထမဆုံး5ပရိတ်အနေဖြစ်လာကြတယ်သူထွက်တော့မယ်ဆိုတဲ့သူ့ရဲ့ဘေးမှာတွေ့လာမှာ8အပေါ်မှာ8အောက်မှာ3ည8နဲ့3ညနဲ့6ပြီးတော့မှအဲ့ဒီ93ဟာ2000ခုနှစ်ရဲ့ဒီပြန်ပို့ကဏ္ဍကိုပထမဆုံး5ပရိတ်နေနဲ့ဒီမှာထွက်တာဟုတ်ပြီနော်ဟိုမှာတော့9နှစ်လေးကိုဒီ9နှစ်လေးကိုပထမဆုံး75ခုနှစ်ရဲ့ပြန်ပို့ကဏ္ဍအနေနဲ့ထွက်တယ်နော်ဒီ9နှစ်လေးရဲ့တောင်းမှာ38 38ပိတ်ဒီမှာ9တလုံးဒီမှာ10တလုံးနော်အဲ့လိုပဲဒီ2001ခုနှစ်ရဲ့ဒီ93ခွန်နော်38ပိတ်9တလုံး10တလုံးသူ့ရဲ့တောင်းက93ခွန်ဟာ2005ခုနှစ်မှာပထမဆုံး5ပရိတ်အနေနဲ့လာပြီးတော့ကြာတာနော်ဒီမှာ73ညနော်73ညဆိုတာရှိတယ်နော်ဒီနှစ်ကိုလေးတုန်းကလည်းရှင်းနဲ့3နဲ့6ထားတယ်ဟုတ်ပြီဟုတ်ပြီဒုတိယ5ပရိတ်ပဲချိန်လာမလို့ပေါ့ဗျာဒုတိယ5ပရိတ်ကဟောဒီမှာဒုတိယ5ပရိတ်နော်တော့နောက်လည်းပဲသူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်3ပင်စင်ဒီမှာ10တလုံးရှိတယ်တွေ့လားသူ့ရဲ့အပေါ်မှာတွေ့လား3ပူခွာရှိအဲ့ဒီ3ကဘာလို့ပူလို့သူ့ရဲ့ဒီ9 9ခွန်ဆိုတော့ဒီ9ရဲ့နှစ်ခတ်3လာပူတာပြီးတော့မှ10တလုံးပြီးရင်တစ်ပင်3ပင်3ပင်မှာ933ဆိုတဲ့ဒုတိယ15ပရိတ်ပန်းရောင်15ပရိတ်နော်ပြီးရင်တစ်နှစ်ကျော်လိုက်အဲ့ဒီနောက်ပိတ်3ဟာအဲ့ဒီဒုတိယ5ပရိတ်ကလေးမှာပါမယ်3တလုံးပါတော့15ပရိတ်ပန်းရောင်15ပရိတ်ဖြစ်ရမယ်နော်အဲ့ဒါဒီ2005ခုနှစ်ရဲ့ပထမ5ပရိတ်ဒုတိယ5ပရိတ်ကပြီးရောဟုတ်နော်ပြီးရင်2015ကိုသွားကြည့်အောင်2015မှာကျတော့ဒီမှာဒီကောင်ကပထမဆုံး5ပရိတ်ပြဒီမှာစောကြီး2ချိန်မှလာထွက်တယ်ဘာလို့ထွက်တော့ဒီ2010နဲ့မှာသူကပထမဆုံး3ပရိတ်ကတစ်ချိန်မှထွက်လို့အဲ့ဒါသူ့ရဲ့အောက်ကနေတစ်ခု2ခု3ခု4နှစ်မြောက်နော်1နှစ်3 4နှစ်မြောက်မှာ53ခုဆိုတာ5ပရိတ်2015ရဲ့ပထမဆုံး5ပရိတ်အနေနဲ့ဒီမော်ရောင်ကဏ္ဍပေါ့ဗျာနော်ဒီမော်ရောင်15ပရိတ်ထွက်ဒုတိယ5ပရိတ်ဟောဒုတိယ5ပရိတ်ကဒီမှာ8နဲ့5ပဲနော်အဲ့ဒီ8နဲ့5ရဲ့ဘေးကနေတစ်ခု2ခု3ခုနော်3ပဲဆင်းလိုက်ဒီမှာ8တလုံးပြလာအပေါ်မှာ9တလုံးနော်98ဒီမှာလည်း98 3ခုညီသွားပြီနော်ဒီ8နဲ့5ကဒုတိယ5ပရိတ်ပန်းရအောင်နော်အဲ့ကောင်တစ်နှစ်ကျော်ဒီနောက်ပိတ်နှစ်ကပြလာဒီမှာပါလာပဲအဲ့ဒီနှစ်ပါတော့ဒုတိယပန်းရအောင်5ပရိတ်ဖြစ်ရမယ်အဲ့ဒါ2015ခုနှစ်မှာဒါပထမ5ပရိတ်နော်ဒီမှာဒုတိယ5ပရိတ်ပြီးသွားပြီနော်အခုဒါ6ခုမြောက်2025ခုနော်ဖြစ်စဉ်6ခုပေါ့ဗျာ2025မှာပထမဆုံး15ပရိတ်ကြည့်အောင်825လို့စားတယ်852နော်ငါတော့ပြန်ပို့ကဏ္ဍဖြစ်ရမယ်နော်ပြန်ပို့ကဏ္ဍဘယ်ရဖြစ်ရမလဲဘယ်ကဏ္ဍလို့ဟာတစ်ဆုံးနဲ့နှစ်တည်းတစ်ဆုံးနဲ့နှစ်တည်းဒီ66တိတ်မရဘူးနော်66တိတ်မရဘူးနောက်တစ်ခုကြည့်မယ်66တိတ်မရဘူးသူဟိုပါပေါ့သူရှေ့ရဖြစ်တဲ့အတိုင်းမဖြစ်လို့ဒီမှာလာဖြစ်ပြီနော်ဒီကဏ္ဍအစိမ်းအောင်258တွေ့လားဒီမှာ3ထိပ်10ပိတ်လေ3ထိပ်10ပိတ်အမှန်9အဲ့9ကိုတစ်ခုတစ်နှစ်ကျော်လိုက်8နော်ဒီမှာ58လို့ခေါ်တာ38လို့ထိုး258အဲ့ဒီ258ကအဲ့9ဆုံးတဲ့နှစ်မှာနော်9ဆုံးတဲ့နှစ်မှာပထမဆုံးထွက်တော့15ပရိတ်ဖြစ်ရကျွန်တော်တို့ဒီမှာထိုးခဲ့တာလေဗျာနော်ဒီနေရာမှာထိုးခဲ့တာမထွက်ခဲ့ဒီနေရာမှာထွက်တယ်ဘာလို့လဲကျွန်တော်ဒီ73ညကိုသတိမထားမိလိုက်ဘူးမြစ်ဒီမြ3ညအဲ့ဒီ73ညရဲ့စောင်းမှာပဲထွက်တယ်နော်စောင်းတာဒီတစ်ဆုံးတဲ့နှစ်ကဒီ66တက်ကမထွက်နိုင်ဘူးဆိုတာ38မထိုးဒီမှာ9တလို့ရှိအဲ့လိုလည်းမဖြစ်ဘူးနော်အဲ့ကြတော့ဒီမှာ73ညဆိုပြီးတော့ထောင်ပြီးတော့မှဒီမှာထောက်မှာ85နှစ်ဆိုတဲ့ကောင်လာထွက်တာကျွန်တော်တို့ကဖမ်းတာဒီ10တိမ်မှာဖမ်းတာအဲ့တုန်းက35နှစ်ဆိုပြီးတော့နော်ဘာလို့လဲကျွန်တော်ဒီ9ပရိတ်ဒီ9ပရိတ်နော်ပြီးတော့ဒီပါဝါနှစ်ဆုံးဖြစ်စဉ်တွေပေါ့ဗျာအဲ့တုန်းကကျွန်တော်လွဲခဲ့တယ်ပေါ့ဗျာနော်သူလာပြီးသွားတာဒီ10ပါတယ်3ညပါတယ်အဲ့ဒါတွေပဲဒါကြောင့်လည်းဒီဟိုထောက်ချက်တွေယူရတာတခါကြောက်လည်းကြွက်ကြတယ်နော်သူကဒီ10နဲ့3ညနဲ့ပါတဲ့အတွက်သူ့ရဲ့ဆောင်းမှာသူထွက်လိုက်တာထားလိုက်တော့ဒုတိယ9ပရိတ်ကိုကြည့်ရအောင်ဒုတိယ9ပရိတ်ကိုကျွန်တော်ကဒီနေရာမှာမှတ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘေးမှာသူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်3ပင်ဆင်းလိုက်ဒီမှာ10တလုံးနော်သူ့ရဲ့ပေါ်မှာနှစ်ပူးတဲ့အဲ့ဒီနှစ်ပူးကသူ့ရဲ့အပေါ်ကဒီ4ရဲ့နက်ကနှစ်ပူးတာလေအောက်မှာ10တလုံးအဲ့လိုဆိုဒီမှာတစ်ပင်နှစ်ပင်3ပင်ဘေးမှာကျွန်တော်ဒီနေရာမှာဒုတိယ9ပရိတ်ကိုမှတ်ထားတယ်အဲ့လိုဆိုသူ့ရဲ့ရှေ့ရဖြစ်စဉ်အတိုင်းရှေ့ရ9ခုရှေ့9ခုဖြစ်စဉ်အတိုင်းဆိုသူ့ရဲ့တစ်နှစ်ကျော်ကအဲ့ဒီတစ်ကပျောက်နေတော့တစ်နှစ်လုံးပျောက်နေတဲ့တစ်ကဒီနေရာမှာများပေါ်မလားလို့နော်အဲ့ဒါကျွန်တော်410ဆိုပြီးတော့ဒီကွက်တည်းကျွန်တော်ထုတ်ထားတယ်နော်410ဒီတစ်ရဲ့ဒီ
ဒီတစ်ပါတော့9ပရိတ်ပေါ့နော်ဒီ3ညပါရတဲ့အကြောင်းကိုကျွန်တော်ပြောပြအောင်ပါခဏလေးဒီ95ခုနှစ်မှာပထမဆုံးထွက်တော့9ပရိတ်က396အဲ့ဒီနောက်ပိတ်6ကိုတဲ့နှစ်ဖြစ်အောင်ဆိုရင်ပါလို့6ပဲလိုတာပေါ့နော်အဲ့ဒီ6ကဒီမှာဘယ်နေရာကိုသွားတော့ဒုတိယ9ပရိတ်ရောက်တော့အပိတ်ကိုပဲသွားတယ်အဲ့ဒီအချိန်မှာလည်းသူရဲ့တစ်နှစ်ကျော်ကဒီနောက်ပိတ်6ကလည်းပါရမယ်ဆို6နှလုံးကထပ်နေနော်ဒီပထမဆုံး9ပရိတ်ရဲ့နောက်ပိတ်ကိုနှစ်ဖြစ်အောင်လိုတဲ့ကဏ္ဍထည့်လိုက်ဒီမှာ6ဆိုတော့နှစ်ဖြစ်အောင်6ပဲလိုတာပေါ့နော်အဲ့ဒီ6ကဒုတိယ9ပရိတ်မှာအပိတ်ပဲဟုတ်ပြီ75ခုနှစ်ကိုသွားကြည့်လိုက်75ခုနှစ်မှာပထမဆုံးထွက်တော့9ပရိတ်က294အဲ့ကြတော့ဒီနောက်ပိတ်လေးကိုနှစ်ဖြစ်အောင်ဆိုရင်ပါလို့8လိုတယ်အဲ့ဒီချက်ကလည်းအပိတ်ပဲနော်ပြီးတော့ဒီပန်းရောင်ရဲ့တစ်နှစ်ကျော်အပိတ်ကလည်းဒီ8ပဲဖြစ်နေ8နှလုံးလာထပ်နေအဲ့ကြတော့ဒီမဲ့4နဲ့8နဲ့အပိတ်နှစ်ခုနော်ဒီ6နဲ့ဒီ6နဲ့ဆိုအပိတ်ကိုသွားတယ်နော်အပိတ်နှစ်ခုပြီးသွားပြီဟုတ်ပြီ95ကိုသွားကြည့်လိုက်အောင်95ခုပထမဆုံးထွက်တော့9ပရိတ်ကဒီမဲ့1နှစ်နဲ့အဲ့ကြတော့1နှစ်နဲ့ဆိုဒီနောက်ပိတ်နှစ်ကို3ညဖြစ်အောင်ဆိုရင်3ညလိုတာပေါ့နော်ဒီနောက်ပိတ်နှစ်ထဲကိုနှစ်ဖြစ်အောင်ပါပေါင်း3ညပဲပေါင်းအောင်နောက်တစ်ခါထွက်မဲ့9ပရိတ်ကတွေ့လားအဲ့3ညကထိတ်ကိုရောက်သွားတယ်နော်3ညကထိတ်ကိုရောက်သွားတယ်အဲ့ဒီအချိန်မှာလည်းဒီပန်းရောင်လိုင်းရဲ့တစ်နှစ်တော့ဒီနောက်ပိတ်ကလည်းပြန်ပါရမယ်အဲ့ကောင်လည်း3ညပဲပေးထားတယ်နော်ဒီအပိတ်နဲ့ဒီထိတ်နဲ့ဟာနှစ်ပဲပြန်ဖြစ်တယ်နော်2005ကိုသွားကြည့်အောင်2005မှာပထမဆုံးထွက်တော့9ပရိတ်က953နော်953ဆိုတော့ဒီနောက်ပိတ်3ကိုနှစ်ဖြစ်အောင်လို့ပါလို့9လိုတယ်ဒုတိယထွက်မဲ့9ပရိတ်မှာတွေ့လားအဲ့ကူကချစ်ကိုပဲသွားတာထိတ်ကိုပဲသွားတာနော်ဟိုဘက်မှာအပိတ်ဒီမှာအပိတ်နဲ့ထိတ်နဲ့နှစ်အဲ့မှာကြည့်လိုက်ဒီအပိတ်နဲ့အဲ့ဒီထိတ်နဲ့နှစ်ပဲနော်အဲ့ဒီမှာဒီကောင်က9ဒီကောင်က3 9 3တွဲနဲ့9ပရိတ်ဟုတ်ပြီနော်ဟုတ်ပြီ2015ကိုသွားကြည့်တော့2015ကျတော့ဘယ်ကနေပြန်လို့ဒီမှာအပိတ်ကခွန်လေဗျာနော်ခွန်ဆိုတော့အဲ့ခွန်ကိုနှစ်ဖြစ်အောင်ပါလို့9လိုတယ်ဒုတိယထွက်တော့9ပရိတ်ဒုတိယထွက်တော့9ပရိတ်မှာအဲ့ဒီ9ပဲနားသွားကြတာတွေ့လားအပိတ်ကိုပြန်မသားတယ်နော်အဲ့ဒီအပိတ်ကိုနှစ်ဖြစ်အောင်9လိုတယ်အဲ့ဒီ9ဟာဒုတိယ9ပရိတ်ထွက်တာနဲ့အဲ့ဒီ9အပိုင်ပါမယ်အဲ့ဒီအချိန်မှာသူ့ရဲ့တပင်ကျော်ကနှစ်အပိတ်နဲ့ဟုတ်ကနှစ်ဖြစ်ချင်းပို့လိုက်တဲ့9နဲ့နှစ်ချင်း9ဆိုပြီးတော့ဒီမှာကဲဟုတ်ပြီအဲ့ကြတော့ဒီမှာ25မှာပထမဆုံး9ပရိတ်ကပါကနန်းလို့ချင်း9နှစ်နော်ချင်း9နှစ်ဆိုတော့ဒီနောက်ပိတ်နှစ်ကိုနှစ်ဖြစ်အောင်လို့3ညလိုပြီလေနော်အဲ့ဒီ3ညအပိတ်ပဲဖြစ်ရမယ်အဲ့ကြတော့ကျွန်တော်3ညကိုအပိတ်ထားလိုက်တယ်သူ့ရဲ့ဒီဘက်မှာရှိတဲ့1မတစ်တလုံးရှိနေပြီဗျာဒီကနှစ်ဖြစ်ချင်းက3ညရှိနေပြီ1နဲ့3ညနဲ့ရှိနေပြီဗျာ9ပရိတ်ဆိုတော့40ပဲလေဗျာဟုတ်တယ်နော်ဘာလို့လဲဒီ1က1ခါပဲဗျာ2က2ခါပဲနော်ဒီ3က3ခါပဲသူစီနီယာလေးနေသွားတာနော်ဒီမှာ3ပိတ်3ပါတော့9ပရိတ်ဒုတိယ9ပရိတ်တွေ့လား2ပါတော့ဒုတိယ9ပရိတ်နော်1ပါတော့ဒုတိယ9ပရိတ်သွားတဲ့ site စီးဆက်တွေနော်တစ်ပင်3ပင်အဲ့ဒီ3ပင်ကနေဒီဘက်ကိုတက်ကြည့်လိုက်တွေ့လား8နဲ့ကတစ်ပင်3ပင်တက်လာတွေ့လားဒီလိုလာတာဟိုအစားတော့ဖြစ်ခဲ့တဲ့ကောင်ကတွေ့လား6ပိတ်6တလုံးပါဒုတိယ9ပရိတ်8ပိတ်8တလုံးပါဒုတိယ9ပရိတ်နော်ဒီမှာ3ညတလုံးပါဒုတိယ9ပရိတ်အဲ့တော့680ပါတော့ဒုတိယ9ပရိတ်ဒီဘက်မှာကျတော့321ပါတော့ဒုတိယ9ပရိတ်အဲ့ဒီအတွက်ဒီ410ဆိုတဲ့ကဏ္ဍလေးဟာဒါကန်ဆန်းတင်တယ်လို့ကျွန်တော်ယူဆလို့ဒါအစောစီးတကယ်ချင်းတို့ပြပေးလိုက်ရခြင်းဖြစ်တာအရန်ထိုးခြင်းတော့140ပေါ့ဗျာနော်3ညကတော့နောက်မှာပဲထားလိုက်ပြီးခဲ့တဲ့ဘက်က3ည3ည5လို့ပါတော့ထည့်ထိုးလို့ရတယ်ဗျာနော်3ညပါတော့ဒုတိယ9ပရိတ်ဖြစ်ရမယ်နော်ကဲမိတ်ဆွေတကယ်ချင်းများအားလုံး